ရင်ခုန်စိတ်လှုပ်ရှားရအောင်မယ်မန်ချက်စတာယူနိုက်တက်အားလုံးပဲမင်္ဂလာပါဗျာဖုတ်ဘောဖန်မလီမှနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းနဲ့အကြောင်းအရာလေးရတော့စနေနေ့ညမှာဆိုရင်တော့ Northern Forest နဲ့ Manchester United တို့ရဲ့ပွဲကြိုတုံးတက်ချက်လေးပဲဖြစ်ပါရဲ့ဗျာ Manchester United ဟာဆိုရင်တော့ဒီနေ့ပွဲမှာစကားမိမှာဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့3ပွဲမှာဆိုရင်သူတို့တွေ3ပွဲစလုံးတော့နိုင်ရရှိထားတာကိုတွေ့ရတယ်ဗျာ Manchester United အနေနဲ့အခုမှဆိုရင်တော့ဇယားမှာဆိုရင်တော့အဆင့်6နေရာထိရက်တည်နေရဗျသူတို့တွေ9ပွဲကစားထားပြီးရမှာဆိုရင်တော့9ပွဲနိုင်ပြီးတော့တပွဲတည်းကြပြီး3ပွဲတိတိကိုရှုံးပြီးတော့ရှာမကတော့16မှတ်အထိရရှိထားရဗျဒီနေ့ပွဲမှာဆိုရင်တော့ Manchester United ဘလိုမျိုး line နဲ့ပွဲထွက်လာမလဲဆိုတော့ကျွန်တော်တို့တွေစောင့်ကြည့်ရင်းနဲ့ခံမှန်း line နဲ့လေးကိုခံမှန်းကြည့်လိုက်အောင်ဗျဂိုလီမာဇင်ဟာမှာဆိုရင်တော့တေးကြတယ် Manchester United ရဲ့ပြိတ်တဲ့ရဲ့အချစ်တော်လို့ပြောလို့ရတဲ့ဂိုလီပါစန္ဒလမန်းဗျနောက်တန်းမှာဆိုရင်တော့စိတ်ချရပြီဖြစ်တဲ့လူရှောဒီလေယူရိုပဲဖြစ်ပြီးတော့ကြတော့အစွန်နေမှာဆိုရင်တော့သူပုံမှန်တိုင်းပဲအာမန်နဲ့ဒါလောကိုပဲပွဲထွက်လာနိုင်မယ်ဗျကွင်းနေမှာဆိုရင်တော့ဘရူနိုဖာနန်ဒက်ကက်စမဲရိုနဲ့တိုက်စစ်နေရမှာဆိုရင်တော့ကိုညက်အဘူမူဆက်စကိုတို့ကိုပဲသူတုံးလာနိုင်မယ်ဗျ Northern Forest နဲ့ Manchester United ရဲ့နောက်ဆုံး3ချိန်တွေ့ဆုံတဲ့ပွဲမှာဆိုရင်တော့ Manchester United က2ကြိမ်တိတိကိုနိုင်ထားတယ်ဗျတစ်ကြိမ်ကတော့ Northern Forest အင်္ဂွင်းမှာ1-0ဆိုတဲ့ရာနဲ့ရှုံးနေထားတယ်ဗျဒီနှစ်တင်းရဲ့ဒီတစ်ခါထိတ်တိုက်တွေ့ဆုံတဲ့ပွဲရာဆိုရင်တော့စိတ်ဝင်စားစရာကောင်းနေဗျ Manchester United ဟာဆိုရင်တော့ဒီနှစ်မှာဆိုရင်တော့အမြင့်ပြန်တန်းဖို့အတွက်စူးစမ်းနေရဗျ Northern Forest ဟာဆိုရင်တော့အခုနှစ်မှာဆိုရင်တော့ရလက်တည်းလုံးဝကိုရင်းရိုင်ပြီးစုပ်ပြက်ပြီးတော့သူတို့ရဲ့နီးပြကိုလည်းအထောက်ခံထားရတာဖြစ်တဲ့အတွက်ကြောင့်နီးပြအတင်းနေပဲသူတို့တွေပွဲထွက်လာမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့တွေစိတ်ဝင်စားစွာနဲ့စောင့်ကြည့်ကြအောင် Manchester United ဘယ်နှဂိုးမြန်တွင်းယူတော့မလဲဆိုတာကျွန်တော်တို့လက်ချိုးရည်လဲအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်